Hello ဒီနေ့ vlog လေးရတော့ကိုလို့ကိုမကြိုက်စားတော့ vlog လေးဖြစ်ပါတယ်တခြားမှလာလှုပ်ရှားတဲ့ vlog လေးပေါ့နော်မမရီရဲ့ recipe နဲ့လုပ်တာပါသူပြောသလိုမျိုးကျွတ်သွန်ဖြူနဲ့ငရုတ်သီးကိုလော်ထားတယ်ပြီးတော့မာလာအမှုတ်ရဲ့ soy sauce လေးရပေါ့နော်ကျွတ်သွန်ဖြူနဲ့ငရုတ်သီးရကြတော့များသွားတာပေါ့နော်ကျွတ်သားထက်ကိုများသွားပါကျွတ်ချောက်ထက်ကိုများသွားပါတယ်ဒါဈေးတွေကပြုတ်ပြီးသားကျွတ်သားကိုအိမ်မှာထပ်ပြုတ်တာဖြစ်ပါတယ်နောက်တည်းပြုတ်တာပေါ့နော်ရှာလကာရင်းနဲ့ချက်ချောက် ready ဖြစ်ပါပြီ။သူကပြုတ်ပြီးသားကိုဝယ်လာခဲ့ရပါတော့။အဲ့ဒါအိမ်မှာထပ်ပြုတ်လိုက်တော့ချက်ချောက်တရားလေးပျော့သွား။ရေပဲစေးနေကောင်းတာအရန်တော့မပျော့သွားဘူးနော်။ကြက်သွန်ဖြူလော်ပြီးသားနဲ့ငရုတ်သီးလော်ပြီးသားပါနော်။များတော့များသွားတယ်။လိုက်ဆွလိုက်ပါမယ်။ဘာလို့လဲငရုတ်သီးကတော်တော်လေးကိုဆက်ပါတယ်။ပြီးတော့မမရေပြောသလိုမျိုး soy sauce ထည့်ပါတယ်။ဒါထည့်မယ်မာလာမုတ်ပေါ့နော်။အများကြီးကတော့ထုံတာမကြိုက်ဘူးနော်ကိုကမာလာဆိုထုံမှစက်နေမှကြိုက်တခြားကဒီလိုမျိုးကြီးပဲလားမသိဘူးနော်အများကြီးပျော့ပြဲပြဲကြီးလားမသိဘူးကိုလည်းတစ်ခါမှမလုပ်စားဘူးခွက်လေးထဲမှာထည့်ပြီးတိတ်ထားလို့မှာနော်တခြားတွေတော့လောက်ရေထွက်လာပြောပြကြပါဦးကျမကတော့ပြဲတဲ့နေအောင်ရေဆေးပြီးမှထပ်ပြီးမှပြုတ်လိုက်သေးရဆိုတော့လေဒီကတော့ share ထွက် share ပလန်နဲ့ထွက် okayဒါကိုအိတ်ခန်းထဲမှာနှက်ထားပါမယ် See you next 1 hour or 2 hour or 3 hour 24 hours Okay see you bye bye Hoi အိတ်ခန်းနဲ့စိန်ပြီးတကားလား Let's try it မြည်ကြည့်ပါမယ်ချက်ချက်တော့ထက်ကျွတ်သွန်ဖြူကျွတ်သွန်နေရများကျွတ်သွန်ဖြူများThat's right. ဟိုတခါမမရီရဲ့ recipe ဒါပေမဲ့ဝက်ခောက်မှလာလို့စားတော်တော်လေးကိုစားလို့ကောင်းပါတယ်ဒါပေမဲ့ဝက်ခောက်ကဤလို့မစားနိုင်ဘူးပေါ့နော်ဒီတစ်ခေါက်ကတော့လေချက်ချောက်ကပျော့ပြဲပြီးမှ soy sauce ထဲတာနဲ့ပေါ့ရှော့ကျွတ်သွန်ဖြူကများကိုလက်ရနေရင်ကိုစိတ်ပြတ်သွားပဲချက်ချောက်မှလာနောက်တစ်ခေါက်တော့လုံးမစားတော့ဘူးပေါ့နော်လူကိုရဲစားလဲချက်ချောက်မကြိုက်တဲ့လူဆိုတော့ဒါပါပဲရှင် bye bye